Omono ini athana omong mahoguri wa mahoguri ni athana say bomonga abe daga be ya ho wa no abe daga be Shinari Bodra Matimia Gia Niva Shinari Bodra Matimia Ga Dusa Vira Dude the Garama Yan Damini Duda Berry so in Tota Bamtia Ayon Chusa Hoa no Tota Bamchitwabi so in Nivan the Ga Nivan met Nienwa Nien Lidware at where Now Masodo was she to Vido the Graga Naga Hana Pie Evan one no? A good Diana Breda Bondro Rongi Deve Pomoa Oh Kawat Andarana Sweet Nuri Dogere Buguri Dunya Gilabi or Sodira Edo Good Sweet Nuri Swing you on the a Joji to Devil and Etienne A good Diana Breda Bongo Pomoa A better gambe Sula Todava Chide Ea Hoa Hadiare go A better gambe Bejazi that there Aguduri Pipin Bido Todava Angeza Chidwame A golden Shimana, so you know, Golden of Chichima, Chimney, no? Homongaro, a golden Shia of Homava. Now we may do the show Jian Jamali, Majana Bugu Leve, and Paramio Chitawari, no? A better gap big on Jinsian. We don't even make the Gramyama, Viva Suade. A better not be on Jinsin than a barrel. Dinama and Dina widow Dina Sinja Diame Dinama barrel. Dina widow Dinaga Ajin Dina widow Dina Sinja Dijin, no? Dina Sinja Dijin. Ninama and Seda widow di six inches Yamere Ninamaga Barelo Seda widow di six inches ya no Donama Dati widow di a usinge Yamere Donamaga Bare Dati widow di a usinge ya Lenama Kinka Widarana widow di Kinka Sura Yumatandaya Widarana Sura Lomya Vido no Widow di Sinja Visi Kaisama Sinja Mere Kinka Widarana widow di Yumatandaya Lomya Vi Visi Kaisama Sinja Mere Howla Era widow di Venamatia Daniel Dinama Dila widow di Ninama Seda widow di Lonama Deji widow di Linama Kinka Widarana widow di Howla Elio widow di Leva Jinsin de ya Jinu Xie Iboguri Sula Todava, Angeda Shipio, Berega Big Tomuno. We don't even Nagaraji, somebody, no? We don't even Nagara, Pone a dime, Pomoa, Villa, widow di Tina Sinje, who Nava Villa, Yubijavi Moda. Nava Villa, you be there, Lumia, Lupogonia, Abu, Nava Villa, so Villa widow di Villa Sinje, no? Villa Sinje, Majo, Mapao, Majam, Mapiao, Song Shout, Majo Suraga, a Charlie, a Villa, yea, you to call it. Jude, so there, little corner, Luninia, Enya,
ဘုံဘုံတို့ဝိသက်သင်္ကန်းများနှခမ်းလေးတွေကစုပ်သွားတတ်တယ်နော်အဲ့လိုနှခမ်းစုပ်လို့ရှိရင်ကျိုးတဲ့သီလခေါ်တယ်ဥပမာအားဖြင့်ပါဏာတိပါဒဆိုတာအဆုံးကဘယ်လိုလို့သူရာမေရယနိစ္စပမာဒအဲ့ဒီပါဏာတိပါဒနဲ့နောက်ဆုံးသူရာမေရယကျိုးပြက်သွားရင်ဒါကျိုးတဲ့သီလလို့သီလမကျိုးစီရဘူးနော်အေးမကျိုးမပေါက်အလေကောင်ကသီလလေးပြက်သွားရင်ပေါက်တဲ့သီလခေါ်တယ်အင်ကြီးတွေလုံကြီးတွေမိလောင်ပေါက်တယ်လို့ရှိတယ်မဟုတ်လားအေးအဲ့ဒါလိုပဲ၅ပါးသီလအလေကောင်ကသီလဆိုဘယ်လိုလို့ကာမေတုမိစ္ဆာသာရာဟုတ်လားအေးကာမေတုမိစ္ဆာသာရာကျိုးလို့ရှိရင်ဒါပေါက်တဲ့သီလလို့ခေါ်တယ်နော်မကျိုးစီရဘူးမပေါက်စီရဘူးပြီးတော့မကြားမပြောက်တဲ့မကြားတယ်ဆိုတာကနှစ်ခုသုံးခုဇက်တိုက်ပြက်လို့ရှိရင်ကြားတဲ့သီလခေါ်တယ်နှကြားကြီးတွေကြားတော်ဝါကြီးတွေရှိတယ်မို့လားရှိပါပါအစင်းကြီးတွေဖြစ်အဲ့ဒါလိုပဲပါဏာတိပါဒနဲ့အာရိနာရနဲ့နှစ်ခုပြက်မယ်နောက်ကလည်းပဲမူရာဝါဒနဲ့သူရာမေရိယနှစ်ခုပြက်မယ်ဆိုရဒါဆိုကြားသွားတယ်နော်ကြားတဲ့သီလမကျိုးစီရဘူးမပေါက်စီရဘူးမကြားစီရဘူးဟုတ်လားမပြောက်ဆိုတာကတော့အပြောက်ကလေးတွေနှပြောက်လို့ရှိတယ်နော်အေးကုတိကလအုပ်တွေပါလေဆိုလဲအပြောက်ကလေးတွေဒီလည်းပဲပါဏာတိပါဒတစ်ချက်ပြက်လိုက်နောက်တစ်ခုကြော်လိုက်သူကာမေတုမိစ္ဆာရာပြက်လိုက်နောက်တစ်ခုကြော်လိုက်သူရာမေရိယအဲ့လိုတစ်ခုစီကြောပြီးတော့ပြက်လို့ရှိရင်ဒါပျောက်တဲ့သီလလို့ခေါ်တယ်နော်မကျိုးမပေါက်မကြားမပြောက်အောင်စောင့်ရှောက်နိုင်သည်သဘောပေါက်ပါလားသဘောပေါက်ပါအေးတကယ်လို့တပည့်တော်တို့ကမစောင့်ရှောက်နိုင်ဘူးဆရာပါဏာတိပါဒသူများအသက်တစ်ခါတလေလဲရှင်လေးတွေရင်လေးတွေအုံးတွေဖမ်းနေချလိုက်ကိုယ်ကနေဖြန်းနေထွက်လိုက်ပြီးသွားပါဏာတိပါဒကံထိုက်အဲ့လိုဆိုလို့ရှိရင်ဩငါမှားသွားပြီနောက်ကိုဒီလိုအယမ်းမဲ့ရှင်လေးတွေရင်လေးတွေမတတ်တော့ဘူးလို့ပြန်ပြီးတော့ဆောက်တည်လိုက်ရင်ဒါသီလဝိတ္တုဖြစ်ပါတယ်ဟောပေါက်လားအေးအဲ့လိုတကယ်လို့တစ်ခုခုပြက်သွားရင်လည်းပဲပြန်ပြီးတော့ဆောက်တည်ပါခုံတော်ကြီးတွေဆိုလို့ရှိရင်လည်းဒေသနာကြားပါဟုတ်ကလားဒေသနာကြားလိုက်လို့ရှိရင်ဒါသီလဝိတ္တုဖြစ်တယ်တဲ့သီလစင်ကြယ်သွားပြီဟုတ်လားမှန်ပါပါအေးတရားရောက်ကပြောမယ်ပေါ့သီလမစင်ကြယ်စီနေပြီဗျာတပည့်တော်အလေကောင်းကသီလဝိတ္တုမဖြစ်ခြင်းနေပြီစီစိတ်တဝိတ္တုဒိဋ္ဌိဝိတ္တုအထက်ဝိတ္တုတွေဖြစ်အောင်ကျင့်မယ်ဗျာမဖြစ်ဘူးလားဆိုမဖြစ်ပါဘူးလေလို့နော်သီလဝိတ္တုမဖြစ်ဘဲနဲ့စိတ်တဝိတ္တုဖြစ်အောင်လုပ်လို့ဖြစ်ကြလားအေးဥပမာအားဖြင့်တိုက်ကြီးတစ်လုံးဆောက်မယ်ဆိုအောက်ကဖောင်ဒေးရှင်းအခြေခံကောင်းတာနော်အခြေခံဘာမှမဆိုဘဲနဲ့အပေါ်ရန်ကမြေပြော်လေးတော်မဲ့တဲပေါ်မဲ့တင်းနေပြီးတော့အုတ်တွေစီလုပ်လိုက်ရင်ဒီတိုက်ကပြိုမှာသဘောပေါက်တယ်မဟုတ်လားအေးအဲ့ဒါကြောင့်စိတ်သီလဝိတ္တုသီလမစင်ကြယ်ပဲနဲ့စိတ်တဝိတ္တုဖြစ်အောင်ကြောပြီးတော့ကျင့်မယ်ဆိုကျင့်လို့မရပါဘူးနော်အဲ့ဒါနဲ့ကြောင့်သီလဝိတ္တုဖြစ်အောင်သီလစင်ကြယ်အောင်ကာယကံဝစီကံကိုထိမ့်ပါတဲ့နော်ကာယကံဝစီကံထိမ့်တာကိုကိုယ်မူရာနှုတ်မူရာထိမ့်တာကိုသီလဝိတ္တုလို့ခေါ်တယ်နော်စိတ်တဝိတ္တုဆိုတာတော့စိတ်ကိုထိမ့်တာခုနကကာယကံဝစီကံကိုစိတ်တဝိတ္တုကြမနောကံပေါ့နော်ကာယကံဝစီကံထိမ့်လို့ရှိရင်သီလဝိတ္တုစိတ်ကိုထိမ့်လိုက်လို့ရှိရင်စိတ်တဝိတ္တုမနောကံမှာစိတ်သေးပါမကောင်းတာတွေပါတွေမကြံမစီဘူးပေါ့နော်အေးအဲ့ဒါစိတ်တဝိတ္တုစိတ်စင်ကြယ်အောင်လုပ်ရမယ်
ဒီမဲ့ဘုံဘုံတို့ထာဂရာတွေထဲမှာပြတဲ့ပုံမြင်လေးတစ်ခုပြောပြပါထာဂရာထဲမှာဒီဟိုကျွန်းပေါ့ခုခေတ်တော့တိရိလင်္ကာလို့ခေါ်တဲ့ဒီဟိုကျွန်းပဲဆရာကြီးတစ်ပါးအနေထိုင်လွန်တရားမှာကောင်းလွန်တရားကောင်းတရားတွေနေ့တိုင်းတရားတွေကျင့်အဲ့လိုပဲနေတော့အနာနာရှိတဲ့ပုဂ္ဂိုလ်တွေမြင်တဲ့ပုဂ္ဂိုလ်ကြားတဲ့ပုဂ္ဂိုလ်တွေကဒီဆရာတော်ကြီးကိုယဟန္တာလို့ထင်ကြတယ်နော်ယဟန္တာလို့ထင်ကြယဟန္တာမထေမြတ်ကြီးယဟန္တာမထေမြတ်ကြီးလို့လေးပြူကြကြီးညိုကြလူကြတန်းကြတနေ့တော့ဆရာတော်ကြီးနေမကောင်းဆရာတော်ကြီးအသက်တန်နေမကောင်းတော့ဘေးကနေပြနာနာရှိတဲ့လူတွေပါတည်းပြောကြလို့ဆရာတော်ကြီးတော့ပြန်တော်မူလိမ့်မယ်နဲ့တူတယ်ပြိဋိဘံဆန်တော့မယ်ယဟန္တာမထေမြတ်ကြီးပြိဋိဘံဆန်တော့မယ်ဆိုတော့အမိနာတဝိုက်ကမြို့တွေပါတည်းကလူတွေလာကြထောင်တောင်းပေါ့သိတံဖြစ်နေလူတွေအများကြီးရောက်အဲ့တော့ပြုစုတဲ့ဥစဉ်လေးတစ်ပါးကဆရာတော်ကြီးဖေဟာဆရာတော်ကြီးပြိဋိဘံဆန်တော့မယ်ယဟန္တာမထေမြတ်ကြီးပြိဋိဘံဆန်တော့မယ်ဆိုပြီးလူတွေလာကြဆရာတော်ကြီးဘယ်တော့ယဟန္တာဖြစ်တာတော့ဖေဟာလို့မေးတယ်မေးတော့အဲ့ဒီဆရာတော်ကြီးကပြန်ပြောတယ်ဟေ့ကောင်တွေမင်းငါယဟန္တာလို့ဘယ်တော့ပြောဘူးလို့ကွာငါမပြောဘူးပါဘူးငါယဟန္တာလည်းမဟုတ်ဘူးငါကုထုဇဉ်ရဲ့တရားကျင့်နေတာပဲရှိတယ်ဒုက္ခပါပဲဖေဟာလို့ဦးဇင်းလေးကပြောတယ်ဦးဇင်းလေးဘာလို့ဒုက္ခလို့ကွာငါအမှန်တိုင်းပြောတာလို့မဟုတ်ဘူးဆရာတော်ကြီးတရားနာဆိုပြီးတော့လူတွေကတအားကြီးညိုကြလာပြီးတော့လူကြတန်းကြပြောကြဆိုကြခုတော့ဆရာတော်ကြီးကယဟန္တာမဟုတ်ဘူးအနာဂါလည်းမဟုတ်တဂရာဂါလည်းမဟုတ်သောတာပန်လည်းမဟုတ်ဥဒုဇဉ်ပဲဆိုတော့လူတွေစိတ်ပြည့်သွားတာပေါ့ဗျာအဲ့ဒါကြောင့်တပည့်တော်ဒုက္ခပါပဲလို့ပြောတာဗျာနဲ့ဒီလိုဆိုရင်တကားလေးစီထားကွာမင်းပြမဲ့ခဏထွက်လို့ဆရာတော်ကြီးကပြောတယ်ဒါနဲ့ပြုစုတဲ့ဥစဉ်လေးကတကားစီထားပြီးတော့ပြမဲ့ခဏထွက်ထိုင်းနေလိုက်ခဏလောက်ကြာတော့ဒီလိုလေးလက်ဖြောက်ပြီးတယ်နော်ဒါလေးကိုလက်ဖြောက်ပြီးတယ်လို့ခေါ်တယ်သူကလက်ဖြောက်လေးအဲ့လိုပြီးလိုက်တော့ဥစဉ်လေးကပြန်ဝင်လာဆိုတော့ဤဘာများခိုင်းလို့တော့ဗျာမင်းကဒုက္ခပါပဲဆိုတော့ကဲကွာဒုက္ခဖြစ်အောင်ငါတရားကျင့်လိုက်တာယဟန္တာဖြစ်ပြီလို့ပြောတယ်မြင်လာဤလားဗျာရှင်များဥစ္စာ9မိနစ်လောက်ရှိသေးတယ်မင်းကမြန်နေတာပြောတာဟုတ်ကွာမြန်တဲ့အကြောင်းမင်းမသိဘူးမြန်တဲ့အကြောင်းကဘာလို့ဗျာလို့ပြီးတော့ငါသိငါထွက်ကနေကယဟန်တရားအဘတိပြည့်မယ်ဆိုရင်မသိအောင်နေတယ်တကယ်လို့မတော်တဆသိရင်လည်းပဲဒေသနာကြားပူဇာတယ်အဲ့ဒါလို့တက်တက်လို့သီလစင်ကြယ်အောင်သီလဝိတ္တုဖြစ်အောင်နေလို့ကိုလို့မတ်ကုနိဗ္ဗာန်လိုချင်တယ်ဆိုခဏလေးရတာပေါ့ခက်တာကသီလစင်ကြယ်အောင်နေဖို့ခက်တယ်လို့ပြောတယ်နော်ဘာခက်တော့သီလစင်ကြယ်အောင်နေဖို့သီလစင်ကြယ်အောင်နေဖို့ခက်တယ်သီလစင်ကြယ်အောင်နေကြဒီနိုင်တော့ကလားဒီနိုင်အောင်နေဟုတ်လားမနေနိုင်ဘူးခုနကလို့ကျိုးပေါက်ပျောက်ကျသွားတယ်ဆိုရင်လည်းပြန်ပြီးတော့ဆောက်ပြီးဟုတ်လားပြန်ဆောက်ပြီးတဲ့အခါလဲကိုယ့်ဟာကိုယ်ဘုရားရှိသွားဆောက်ပြီးလေရပါတယ်ဘုရားရှိမသွားဘဲနဲ့စိတ်ထဲတင်ပြန်ဆောက်ပြီးလိုက်လေရပါတယ်နော်နောက်လည်းမဖြစ်အောင်နေနိုင်မှုအရေးကြီးတယ်အဲ့ဒါဆိုရင်သီလဝိတ္တုသီလစင်ကြယ်တဲ့စခန်းပြီးပြီဘာပြီးဘလို့သီလစင်ကြယ်တဲ့စခန်းပြီးပါဗျာသီလစင်ကြယ်တဲ့စခန်းမိနစ်20ကြာတော့80အဝန်းဖြစ်မယ်နော်သီလဝိတ္တုဖြစ်တော့နောက်ထပ်ဘာဆက်ရမလို့စိတ်ဓာဝိတ္တုစိတ်စင်ကြယ်အောင်လုပ်ရမယ်တဲ့စိတ်ဓာဝိတ္တုစိတ်စင်ကြယ်အောင်ဖြူအောင်လုပ်မယ်ဆိုတော့အင်းကြီးတွေလုံကြီးတွေသင်္ကန်းတွေညစ်နေတယ်ဆိုရင်ဆက်ပြန်နဲ့လျှော်လိုက်ပုတ်လိုက်ရစိတ်ဓာဝိတ္တုစိတ်တွေညစ်နေတယ်ဆိုရင်ဆက်ပြန်နဲ့လျှော်လို့ရပါမလား
စိတ်ဖြူအောင်လုပ်တဲ့ဤဘုံဘုံကပြောပါမယ်နော်စိတ်ဖြူအောင်လုပ်တဲ့ဤကကမ္မထမ်း40တဲ့ဘုံဘုံတို့ဇာရီတဲ့နဲ့မြတ်စွာဘုရားဟောတယ်ကမ္မထမ်း40တပည့်တို့ဘယ်ကျင့်နိုင်မလို့ဗျာသာဝတိလုပ်နေရတာနည်းနည်းဟောသားမှာလို့ဆိုရင်အကောင်းဆုံးကမ္မထမ်းနှစ်ခုဘုံဘုံဟောပါကမ္မထမ်းဘယ်နှစ်ခုလဲတော့ကမ္မထမ်းနှစ်ခုကဗုဒ္ဓနုတ္တိကမ္မထံဘုရားကုံတော်ပရိစိတ်ခြင်းမေတ္တာကမ္မထံတတ္တဝါတွေပေါ်မေတ္တာထားခြင်းအဲ့ဒီဗုဒ္ဓနုတ္တိနဲ့မေတ္တာဒီနှစ်ခုဟာပြန်စိတ်တဝိသုဒ္ဓိလုပ်တဲ့နေရာအကောင်းဆုံးကမ္မထံနှစ်ခုဖြစ်ပါတယ်ဟုတ်လားမှန်ပါဗျာစိတ်ဖြူစင်ကြအောင်မလုပ်ရမလဲကမ္မထံနှစ်ခုဆိုတာတစ်ဗုဒ္ဓနုတ္တိဘုရားကုံတော်ပရိစေဟုတ်လားနှစ်နာမှာမေတ္တာပွားတတ္တဝါတွေမေတ္တာထားရနော်အဲ့လိုဘုရားနုတ္တိကမ္မထံနဲ့မေတ္တာကမ္မထံပွားပြီဆိုရင်စိတ်တွေဖြူပြီတဲ့နော်စိတ်တွေဖြူအောင်လုပ်ပြီးနော်ဟောသန္တာသံဃာနာတင်းတော့ကလေးငယ်တဲ့ကလေးတွေကတော့မိလိုက်မယ်မဟုတ်သန္တာသံဃာနာခေတ္တဝါလူရှေ့ပိုင်းကပါတဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေကတော့မိရရမို့လားသန္တာသံဃာနာတင်းတော့နှစ်ပေါင်း2500ပဲဘုရားပြိဋိဘံစံပြီးတဲ့နောက်နှစ်ပေါင်း2500တင်တာ哦အဲ့ဒီမဲ့6ကြိမ်မြောက်လို့သတ္ထသံဃာယနာဆိုတာတန်လေးကပေါင်းယုံပြီးတော့ဂာယနာရွတ်ဆိုခြင်းဘုရားပါဠိတော်တွေကိုပေါင်းပြီးတော့ရွတ်ဆိုအဲ့ဒါကိုသံဃာယနာလို့ခေါ်တယ်6ကြိမ်မြောက်နှစ်ပေါင်း2500မှာ6ကြိမ်ပဲရှိတယ်နော်2500ကိုတီ6နဲ့စားလိုက်ရင်ဘယ်လောက်ထွက်တော့6နဲ့စားလိုက်ရင်6 4ပြီဟုတ်လား400နှစ်ပေါင်း400ကျော်မှတစ်ချိန်ဖြစ်တယ်နော်သံဃာယနာတင်တာဟာနှစ်ပေါင်း400မှတစ်ချိန်နှစ်ပေါင်း400လောက်မှတစ်ချိန်ကျုံကြက်ခဲတယ်ဆိုပြီးတော့ဘုံဘုံကမန္တလေးကနေပြီးတော့ဒီရန်ကုန်လာသံဃာနာပွဲ9နှစ်ပွဲကြာတာကိုအစအဆုံးလုပ်ပါတယ်နော်အစအဆုံးကကျုံကြက်ခဲတဲ့ကုသိုလ်ယူမယ်ဆိုပြီးတော့လုပ်အဲ့ဒါလိုလုပ်တဲ့အတွက်အစိုးရကဂုဏ်ပြုတဲ့အနေပြန်မိသားလက်မှာမိပင်မောလက်မှာအခမဲ့စီးတဲ့ free bus ပေးပါတယ်လှူတယ်နော်အဲ့ဒါနဲ့ဘုံဘုံကသံဃာနာပြီးပြီငါတင်ကျင်တဲ့သံဃာနာအကုန်လုံးပြီးပြီအစဆုံးပြီးပြီပြန်တော့မယ်ဆိုပြီးတော့မိသားစီးပြန်မိသားပေါ်မှာဆရာတော်ကြီးတစ်ပါးနဲ့တွေ့ရဆရာတော်ကြီးတစ်ပါးကဦးဇင်းလေးဘယ်တော့အဲ့တော့ဘုံဘုံကငယ်ပါသေးတယ်ဦးဇင်းလေးဘယ်တော့ဆိုတပည့်တော်မန္တလေးပြန်မလို့ပါဗျာမန္တလေးဘယ်တိုက်ကတော့မန္တလေးပဲမဟာမြတ်မုနိဘုရားကြီးနာဘုံဘုံတို့တိုက်ကိုဘုရားကြီးကျောင်းတိုက်လို့ခေါ်တယ်နော်ဘုရားကြီးကျောင်းတိုက်ကပါဗျာဘုရားကြီးကျောင်းတိုက်ကဆရာတော်ဥယျံကိုအကြောင်းဥယျံကိုရဲ့တပည့်ကြီးအကြောင်းကြားဘူးလားဥယျံကိုတော့ကြားဘူးလေဗျာဥယျံကိုရဲ့တပည့်ကြီးဥစဉ်ကြီးမကြားဘူးပါဘူးဆိုသူပြောပြမယ်တဲ့အဲ့ဒီဟာလေးတဲ့ပုံမြင်လေးမှတ်ပါနော်အဲ့ဒီပုံမြင်လေးသဘောပေါက်သွားလိုက်လို့ရှိရင်စိတ်တဝိသုဒ္ဓိဘယ်လိုလုပ်ရလဲဆိုတာသဘောပေါက်သွားပါလိမ့်အဲ့ဒီဥယျံကိုဆိုတာကလည်းပဲအလွန်တရာမှစာလဲတတ်တီလေကောက်အဲဆိုတော့တပါပါပဲဥယျံကုန်ဆိုပေမဲ့လို့ရန်ကုန်ကတော့မဟုတ်ဒီနားလေးမဲ့တိုးကြောင်လေးတိုးကြောင်ကြီးဆိုတဲ့ရွာနေပါရှိရမ်းလားရမ်းပါဗျာတိုးကြောင်ကြီးတာသူကဟောလောက်ကလေးအသက်9နှစ်သားအရွယ်နဲ့ကမန္တလေးရောက်လာမောင်ကျောင်းသားလေးဘယ်ဟာတော့ရန်ကုန်ကပါသူကနည်းနည်းကြွားပြောလိုက်တော့တကယ်ကတော့တိုးကြောင်ကြီးတော့မောင်ရန်ကုန်လို့သူခေါ်ကြနောက်ကိုရင်လေးဝဲကိုရင်လေးဘယ်ဟာတော့ရန်ကုန်ကပါကိုရင်ရန်ကုန်နဲ့ခေါ်ကြနောက်ဦးစင်းဝဲဦးစင်းရန်ကုန်လို့ခေါ်ကြနောက်ကျောင်းနိုင်ဘုန်းကြီးဖြစ်ဘုန်းကြီးရန်ကုန်နောက်
တရားကြီးတဲ့ငါကောင်းတဲ့ထောင်လို့ရှိတယ်အဲ့ဒီခေတ်တုန်းကငါမြန်မာနိုင်ငံမှာအများဆုံးကျောင်းတိုက်ကြီးပေါ့အဲ့ဒီကျောင်းတိုက်ကြီးနဲ့စရောကြီးဖြစ်တယ်သူကအဲ့ဒီဥယျာဉ်ဘုံကတတ္တိလည်းအလွန်ကောင်းတတ္တိကောင်းပုံလေးတစ်ခုပြောသူတို့ကျောင်းထဲမှာလာပြီးတော့ဇလီဖားတုံးမိသားတန်လန်းအောက်ကခင်းတဲ့တုံးလေးတွေကိုဇလီဖားတုံးအဲ့ဒီဇလီဖားတုံးလေးသားချကားတွေနဲ့လာချဖေးကောင်းတွေဘာလို့တော့ကွာမိသားဖောက်လို့မိသားတန်လန်းဖောက်လို့ပါဗျာဟောကျောင်းလေးကဖျားဖောက်လို့ပဲဖြစ်တဲ့လုံးကွာကျောင်းကြီးပြက်ကုန်မှာပေါ့အထက်မိတ်မှာဖျားလို့ပြောမရချသွားကြညကြတော့တုံးခောက်တဲ့ပြီးတော့အကုန်လုံးဦးစင်းတွေကိုင်းနေလာဇီဘာတော်နေတယောက်ဘုံကြီးပြန်တိုက်ပြီးမဲ့လွှတ်လိုက်နောက်တနေ့လာကြဟာဇီဘာတော်ကြီးမရှိဘူးဒါကပြန်ပြီးတော့ဟိုအလုသမားတွေချကြညကြတာတုံးခောက်ပြီးတော့လွှတ်လိုက်သူက9ရက်လောက်ရှိတော့စာဘယင်းကကြီးအဲ့ဒါအင်္ဂလိပ်ဘယင်းကအုပ်ချုပ်တယ်သူဘယင်းကကြီးနဲ့စာတွေတင်တာပေါ့ဒီလိုပဲဘုန်းကြီးတော်ကောင်းဆောင်ပြီးတော့ဇီဘာတော်ကြီးကိုတိုက်ပြင်မဲ့လွတ်ပြစ်တယ်ဒီလိုဆိုရင်အဲ့ဒီခေါင်းဆောင်ကိုတော့ဓာတ်ပုံရိုက်ပြီးတော့ပို့လိုက်ဆိုဘင်္ဂါကအမိတ်ပေးတယ်အင်္ဂလိပ်ဘင်္ဂါကမိတ်ပေးလိုက်တော့သူဆရာတော်ဥယျာဉ်ကိုဓာတ်ပုံရိုက်လေးပဲလေးတန်းရိုက်ပြီးတော့ပို့လိုက်တယ်အဲ့တော့ဘင်္ဂါကစိတ်ပညာဆရာတွေခေါ်ရပြီးတော့ခဲဒီဓာတ်ပုံပဲဒီလိုဖြစ်နေတယ်ကြည်ရန်စိတ်ပညာဆရာတွေကပြောတယ်ဘင်္ဂါမင်းကြီးဒီကောင်းမျိုးမရဘူးပြောဒီကောင်းမျိုးမရဘူးနောက်ဆုံးတဲ့ပုဂ္ဂိုလ်ကိုသေခါမှာတော့ရှော့လိုက်ပါဒီပြင်မဲ့ကလမ်းဖောက်ပါလို့ပြောတာနဲ့ဆရာကြီးတိုက်မဖောက်တော့ဘူးအရှိဘက်ကနေပြီးတော့ဖောက်ပါအဲ့နာမဲ့မန္တလေးရောက်ခါဒီတန်လန်းကြီးကောက်နေတယ်ဆိုတော့အဲ့ဒီဥယျာဉ်ကိုတတ်တီပေါ့နော်အလွန်တရားမှတတ်တီကောင်းတယ်အဲ့ဒီစတော်ကြီးကအခါတော့သူ့เจ้าနေတဲ့ဦးစင်းကြီးဆုံးခံပြန်လာဟေးဦးစင်းကြီးလာသားမင်းတပိတ်လှပြသားလက်ပြမင်းတပိတ်ထဲဆွမ်းလေးရလဲနည်းနည်းလေးကွာဆွမ်းအကျုပ်ကလေးတွေလည်းလှတ်ကြည့်ဟင်းရလဲမင်းဥစ္စာဆွဲပြုတ်နဲ့ချီမောင်ရကလေးစီရမှာပါဒီလိုပြုတ်မင်းမဝပါဘူးလို့ပြောတယ်ပြီးတော့မန္တလေးရောက်တာ3နှစ်ရှိပါပြီဗျာတခါမှဆွမ်းမြောက်ဝအောင်မရဘူးပေါ့ဗျာတော်ဘုံကံနေတဲ့ကိုယ်ကြီးပဲဒီကအသားကမဲယုတ်ကဆိုးကြောက်ပေါ်မှာကပါလေးမြင်တဲ့အတိုင်းပါပဲဗျာပြီးတော့ပဲသူကတော့မင်းဒီလောက်တောင်ဆွမ်းလေးဆွမ်းရလေးနည်းနည်းသူပါစားရတဲ့ဦးဇင်းကြီးကိုရင်လေးစီကတောင်းစားပါပဲဗျာအေးမင်းဘဝတန္တရာဒါနနေခဲ့လို့မင်းဒီလိုကြီးဖြစ်နေတာဘုံကြီးတဲ့ညီပေးမယ်ယူမလားလို့ပြောတယ်ဆိုင်မနေပါနဲ့ဗျာအခုပေးပါလို့သူကလည်းဘုံကကြီးကျင်နေတာ哦ဒါနဲ့လာတပည့်ကျော်ကြီးလာဟေးဆိုပြီးတော့เจ้าမောခေါ်သွားစိတ်ကလေးတကုံပေးတယ်ရောဟောဒီစိတ်ပရိမဲ့ငါအပိုင်ပေးပြီမင်းဒီစိတ်ပရိနဲ့မနဲ့ကိုပရိ10ပါးစိတ်အေးရတာနေ့လေ12နာရီတော့ပရိ10ပါးစိတ်ညအေးရဝင်10ပါးစိတ်ဒီနေ့ကိုပရိပါ30စိတ်กว่าလို့ပြောဒီနေ့ပရိပါဘယ်လောက်စိတ်ရမလဲမနဲ့ခင်းကို10ပါးနေ့လေကိုညအေးရဝင်အေး10ပါးစိတ်နဲ့ပြမကစိတ်နိုင်တယ်တပည့်တော့ဒီနေ့စမှာကဲကောင်းပြီဒါပြည့်နေလို့စရာ10ပါးကဘာကြီးစိတ်ရမှာလို့မေးတယ်အေးပြောပြမယ်ဒီကွာဟောအရဟံဆိုပြီးတော့တပတ်စိတ်မဲ့ပရိယပဲဟောတရားနဲ့ရှစ်လုံးရှိတယ်ပရိယဘယ်နှလုံးရှိတော့အေးအောင်တရားရှစ်ဘွဲ့ဗုဒ္ဓဆက်ရတယ်ပေါ့လားရပါပါဗျာအေးတရားရှစ်ဘွဲ့ဘုရားရဲ့ဆက်လက္ခဏာအထိမ်းမှအနေနဲ့ပရိပတ်ကိုတရားနဲ့ရှစ်လုံးနော်အေးအဲ့လိုပဲတရားနဲ့ရှစ်လုံးပရိပတ်အရဟံနဲ့တပတ်စိနောက်သမ္မာသမ္ဗုဒ္ဓောတပတ်စိဝိဇာသရဏသမ္မာနောတပတ်စိ
သူကတော့ဆိုပြီးတော့တပတ်စိတ်ပြီးတော့လောကဝိတုဆိုတပတ်စိတ်ပြီးတော့အနုတ္တရောဆိုပြီးတော့တပတ်စိတ်ပြီးတော့မှပုရိသဓမ္မသာရတိတပတ်စိတ်ပြီးတော့တထာဒေဝမနုဿာနံတပတ်စိတ်ပြီးတော့ဘုဒ္ဓဆိုပြီးတော့တပတ်စိတ်နောက်ဘဂဝါဆိုပြီးတော့တပတ်စိတ်ဘုရားကုံတော်10ပါးတပတ်နဲ့10ပတ်စိတ်ွာလို့ပြောတယ်စိတ်ပါမယ်ဗျာဒီနေ့ကိုစိတ်ပါတပြီးတော့ဒါပေမဲ့လို့ဘုရားကုံတော်9ပါးမဟုတ်လားဗျာအရှင်မြတ်10ပါးလားလို့မေးတယ်ကွာအေးတော်မင်းမှတ်ထားဘုရားကုံတော်10ပါးဝိသုဒ္ဓိနဲ့တဂရာကြီးလည်း10ပါးပဲဖွင့်တယ်ကွာပါရဇိကအထဂရာကြီးလည်းပဲအတူတူပဲ10ပါးပဲဖွင့်တယ်ဘုရားကုံတော်10ပါးရေးကြည့်လိုက်ပါဦးအရဟံသမ္မာသမ္ဗုဒ္ဓောဝိသရဏသမ္ပန္နောသုကတောလောကဝိတုအနုတ္တရောဒီမဲ့အနုတ္တရောကိုလက်တချိုးတာနော်အနုတ္တရောပုရိသဓမ္မသာရတိတထာဒေဝအနုဿာနံဘုဒ္ဓဘဂဝါ10ပါးသိရမလားသိပါပါဗျာအေးဘုရားကုံတော်10ပါးတက္ကရာကြီးနဲ့ဆောင်လုံးဖွင့်တယ်မှတ်ထားပြီးတော့9ပါးဆိုတာကတော့ဒုတိယနီးတချို့ကကဏ္ဍမဲ့ကောက်လိုက်လို့ရှိရင်9ကဏ္ဍမှာအကြီးဆုံးကိုအကြီးဆုံးဖြစ်အောင်ဆိုပြီးတော့အနုတ္တရောနဲ့ပုရိသဓမ္မသာရတိ2ပါးပေါင်းလိုက်ရင်တော့ဘုရားကုံတော်9ပါးဖြစ်တယ်ဟုတ်ကလားဘုရားကုံတော်အမှန်ကဘယ်နှပါတော့အေး10ပါးဘုရားကုံတော်10ပါးပရိစိတ်ွာလို့ပြောတော့ဓမ္မဗျာတပည့်တော်ဒီနေ့စိတ်ပါမယ်ဗျာနေ့လေ7နာရီကစမယ်ဗျာစိတ်ညာအေယာဝင်စိတ်မနေ့ခင်အေယာဒ10ပါးစိတ်ပြီးတော့တပိတ်ကလေးတုတ်မန္တလေးကြတော့ခတ်တော်ဆုံးခံကြအဲ့ဒီလိုနဲ့သွားတော့ဆရာတော်ကြီးဥယျာမိုးကတပည့်စီလဲဟေးဘုံသကြီးလာအောင်မင်းညပရိစိတ်ကလားစိတ်ပါတယ်ဗျာမနေ့ကနေ့လေ10ပါးညအေယာဝင်10ပါးအခုမနေ့အေယာဒတပြီးတော့10ပါးစိတ်ပြီးပြီဗျာဆုံးခံသွားမလို့ပါလို့ပြောတယ်အေးဟုတ်ပြီဒါပေမဲ့လို့တခုကြံသွားလို့ကွာဓမ္မဗျာမရှိပါဆုံးခံသွားတဲ့အခါမင်းမေတ္တာတုတ်ရွတ်သွားရတယ်ဘာတုတ်ရွတ်တာလဲအေးမေတ္တာတုတ်ရွတ်သွားမေတ္တာတုတ်မရွတ်ဘူးဆိုရင်တွေ့တဲ့တော်ရီခွေတွေ့ကြက်တွေ့ငှက်တွေ့စာလေးတွေ့ကြီးကန်းတွေ့ရှိသမျှတော်ရီကျမ်းမာပါသည်ချမ်းသာပါသည်လို့အဲ့လိုမေတ္တာပို့ဆုံးလောင်းတဲ့တရားတွေဓမ္မတွေကြတော့ညာလေးပို့ရတယ်သူတရားဓမ္မတွေကျမ်းမာပါသည်ချမ်းသာပါသည်ကျမ်းမာပါသည်ချမ်းသာပါသည်အဲ့လိုပို့သွားဓမ္မဗျာတပည့်တော်အခုမေတ္တာတို့ရွတ်တော်ပါမယ်ဖျားလို့ဟောနော်အရင်ကဆိုလို့ရှိရင်အဲ့ဒီဥသိကြီးလာတယ်ဆိုကလေးတွေအကုန်ထွက်ပြေးသူ့မြေကြောက်လို့မဟုတ်နော်သူကမြုပ်ကလည်းဆိုးတယ်ကြောက်ပေါက်မှလည်းမျက်နှာကြီးကလည်းရှုပ်ပြင်းနေတယ်ဆိုတော့ကလေးတွေကလူကသူ့ရှေ့ကိုယ်လည်းမရှိဘူးတဲ့ဒီကြမပြေးနိုင်တဲ့ကလေးငိုးကြိုင်ခဲ့အဲ့လိုနဲ့ဒီရာနေတော့ဘုလိုပဲဘုရားကုံတော်တွေတနေ့ပရိပတ်30စိတ်မေတ္တာတုတ်ရွတ်သွားမေတ္တာပွားသွားတော့3လလောက်ရှိရင်ကလေးတွေကအရင်ကလိုထွက်မပြေးတော့ဘူးဒီကြဥစဉ်လေးထုံကြီးကြည့်ပြီးတော့ထုံအမေဖုန်းကုန်လာတဲ့ဆွမ်းတော့ဒီလိုဖြစ်လာတာနော်အဲ့ဒါသူဆွမ်းနေပါရလာတာပေါ့3လလောက်ရှိတော့ဆရာတော်ကြီးဥယျာမိုးကတပြက်စီလဲရင်အဲ့ဒီဥစဉ်ကြီးလာမယ်လမ်းစောင့်ပြီးတော့နေတယ်ဥစဉ်ကြီးနဲ့ပြန်လာဟိုဥစဉ်ကြီးလာဦးတပိတ်နဲ့ပြန်လာတပိတ်နဲ့ပြန်ဟာမင်းတပိတ်တဝက်ကျော်နေပါလားဓမ္မဗျာဆရာတော်ပြောတဲ့ဗတိစိတ်တူပါဗျာအေးဟုတ်ပြီဒါနေသေးတာပေါ့ကွာဒွိတ်ကိုမောက်ရှံသွားရမှာဘုရားကုံတော်အနုတကိုးကြည့်တာစိတ်ကိုဓမ္မစိတ်မှာဗျာ
သူတဲ့အဲ့လိုနဲ့စိတ်ပါများလာတော့သူ့နဲ့သူ့မဲ့တမ်းမဲ့လူကြီးပေါ်လာတဲ့ဖျားဖွန်းတော့ဖျားဖွန်းကြီးလောင်းနေပါလေဆိုလဲလက်မှတ်ဒီပါလေလူကြသူကဘုံကြီးနေတာပေါ့လေ6 လလောက်ရှိတော့ဆရာတော်ကြီးကခေါ်ပြီးတော့ဟိုးစင်ကြီးလာအောင်သင်္တပိတ်လှပြသံဝိလှပြရိတ်ကိုပြေမောင်းလို့ပြဆွမ်းရကျုပ်တရားလည်းရိုးစားလေးနဲ့အဖုံးအထဲတွေမကဘူးအဖုံးမလေးပါကြီးလိုလေးနာပြီးတော့အထဲတဲ့ဖုံးလေးတွေပါထက်တအုပ်ဆိုရင်နှစ်ခွက်ပြည့်နေတာပေါ့ဟာမင်းတို့ဆွမ်းနေလေအပြည့်ဆွမ်းရတွေကလည်းအကောင်းသားတွေဒဝိကုမောလည်းမုံနေနဲ့လက်ကလည်းကြိုင်လေးဆွဲလို့မင်းတော့ဟုတ်ပြီတော့ပေါ့လေတော်ပါဗျာတပည့်တော်ဘုရားကတော့တကူပြလို့ပါဗျာမင်းဒါရလို့ရှိရင်တယောက်တည်းမစားရဘူးနော်ကိုဦးစင်းနေကိုရနေဆိုတာညီတွေအကူတွေလူသားတွေသမီးတွေလူအောင်မေးရတယ်မေတ္တာပွားရတယ်အတူဝေးငါသာတော်လို့ဓမ္မဗျာတပည့်တော်အရင်မရခင်တော့သူများကြီးကတောင်းစားနေရတာအခုသူများမပေးဘဲနဲ့တခါမှမစားတော့ဘူးဗျာသူများလှူပြီးမှစားပါတယ်ဗျာဟုတ်ပြီမင်းဓမ္မဘဝတန္တရာချမ်းသာတော့ဘောဓမ္မနဲ့နိဗ္ဗာန်ရပြီအထိချမ်းသာမှာဆိုတော့အဲ့လိုနဲ့ထားကြပါဆို3-4နှစ်စီတော့ဟောဒီတူးကြောင်ကြီးကစာလေးတစ်ဆောင်ရောက်လာစာရဲနဲ့ဦးစင်ကြီးတပည့်တော်တို့ယူဟာဘုန်းကြီးပြန်တော်မူပြီးအရှင်မြတ်အကြောင်းနိုင်ညှောက်လာပြန်လာခဲ့လို့ရွာသားတွေလက်မှတ်ထိုးပြီးတော့စာတစ်တွေးလိုက်တယ်အဲ့တော့ဦးစင်ကြီးအဲ့ဒီဦးစင်ကြီးကဆရာတော်ကြီးဥယျာဉ်ကုန်စီသွားပြီးတော့စာလေးပြဘုန်းကြီးဖျားဆရာတော်ကြီးဖျားတပည့်တော်ပြန်တော့မယ်လို့ပြောတာဘာလို့လဲကွာစာလေးပြတဲ့ဒီလိုဆိုတော့တို့ရွာပဲကွာမင်းပြန်တော့ဒါပေမဲ့လို့မင်းမှတ်ထားရမှာကစာသင်္နာဘဝကသတိစိတ်ရတာမဟုတ်ဘူးကြောင်းနိုင်ဘုန်းကြီးဖြစ်ရင်ပိုးစိတ်ရတယ်ဗျာပရိပတ်တို့စိတ်ရတယ်မင်းပရိပတ်မစိတ်ပဲနဲ့ဒီတိုင်းကြောင်ရောင်နဲ့စားတော့နေမင်းတိရစ္ဆာန်ဖြစ်နိုင်တယ်ဗျာလို့ပြောလို့တပည့်တော့တစ်သက်လုံးစိတ်မှာပါဗျာအသက်ရှိတဲ့ညတစ်သက်လုံးဗျာမင်းတစ်သက်လုံးပရိစိတ်ရင်တစ်သက်လုံးချမ်းသာပြီပေါ့ကွာတစ်သက်ပြည့်ဒီဘဝလည်းမကောက်ဘူးမင်းနိဗ္ဗာန်ရပြီအထိချမ်းသာမယ်ငါတပည့်ဒီစိတ်လေးလို့ပြောလိုက်ရအဲ့တော့ချိန်လေးရလည်းပြန်နေမြန်ကွာပြောတော့ပြောမှဖြစ်မယ်နော်မှန်ပါဗျာအဲ့ဒါနဲ့အဒီဦးဇင်းကြီးပြန်လာမန္တလေးကဘုံဘုံတို့ငယ်ငယ်လောက်ဒီမှာပေါ့အင်္ဂလိပ်ခေတ်အဲ့ဒီတုန်းကမန္တလေးရန်ကုန်ဆိုရက်မှန်တင်လို့ရှိတယ်9 ရက်ကြာမန္တလေးကနေစုံသွားလိုက်ညညာလောက်ဆိုတင်ညာအိညညာလောက်ကနေစုံပြီးတော့တခါငေါဦးတို့ပကံတို့လောက်ဆိုတင်ညာအိမကွေးတို့တင်ညာအိနဲ့အဲ့လိုနဲ့9 ရက်စီမှရန်ကုန်ရောက်တယ်အဲ့ဒီတင်မောကြီးစီးပြီးတော့ဦးစင်ကြီးပြန်လာရန်ကုန်စိတ်ကမ်းကြတော့လူကြီးကျိုးလို့ကြသူ့အလံကြီးတဲ့လူနဲ့ဒီမဲ့စက်ကြအဖွဲတွေမိကလေးအဖွဲတွေအဆူကျော်တွေနဲ့သိုးနေကြဟာလူကြီးအိုးနဲ့အများကြီးငါတော့သူလူမှကြုံမဲ့လူကြီးမှမဟုတ်ဘူးသူကတော့သူ့ကြုံမဲ့လူမရှိဘူးပေါ့ငါလည်းဘယ်သူမှစာပေးထားတာမဟုတ်ဘူးဘယင်ငံထွက်လို့နေမှာသူကဘယင်ငံမှမထွက်ဘူးဆိုရင်တော့ဝင်းကြီးတစ်ပါးမှထွက်လို့နေမှာဆိုတော့သူကနောက်ဆုံးခြံနေဒီပြည်လူတွေကတော့စာပေးထားတော့လာပြီးတော့ဆွေတွေမျိုးတွေတကယ်ချင်းတွေကကျိုးသွားကြထန့်ပို့သွားကြသူတပါးတဲ့ကြံနောက်မှလူတွေတက်လာဆရာတော်ကြီးဗျာကြွားပြဆိုသူအိမ်လေးတွေတိတာတွေထမ်းညပိုးကြတယ်ဟဲ့ဒီကားတွေနေဦးလေမင်းတို့ဘုန်းကြီးတော့မနေဘူးလားအဲ့ပြောမလွဲပါဘူးဆရာအရှင်များမသိလို့တပည့်တော်ကသိတယ်လာပါဆိုတော့ပြန်သွားလိုက်ပါဟိုသုံးနဲ့တိုက်ကြည့်ပေါ်မယ်ဝဲပြီးနှလုံးနဲ့နှလုံးကတော့ဟင်းတွေဆုံးနေပြင်းတာဟိုဘက်နှလုံးကတော့ရေနွေးအမီတွေမုတ်ပြီးပြင်းတာဆုံးကပရိသတ်ကြီးလည်းအများကြီးအဲ့တော့သူကကြည့်ပြီးတော့ဆွမ်းစားပြီးတော့ဒကာတော်မကြီးပြောတယ်
Jagai do the Kumai do, Kumano Pony Loemini, Kumano Gita, Teo, Jad, Vido, Ascendian, Tide, Teo, Yan, Jokin, Kumano, Kamamu, Tilutia, Hoy the Tea, Ligua, England Navia, no matter Conia Gasabido. England, Nudo, India, Galabido, Sen Raido, Omaido, Hurry. Mahasure Timoine, Manila, Univa Juala, Eritonia Yahanda, Lugu, Menu, John South, like Jalo, even Vira. Tenya Relemo, said that Vira, Tialemo, Leo, said that Vira. Erajan, the Viro, Leo, at time maybe a Shemiago, John South, Tiam. My ship on Yalo, Paulu, John South, the Valontia, oh. Dilo ya juga tu jam ni me thoni piano movie, jang nai thoni piano movie. Eri jang nai thoni piano lo ju jang dai miao mo lo, ben lu la. Tu jam ni dia ma lo. Elu so le tu vi lo tu jam ni lai, jang chao lai le ni lo. Dai ne chao lai. Jang nai thoni ji phit twa lo. Sia ro pyo lo yin a Sita we do the six singe all Buddha no the Pia Gono, the Risi, Mita, Wa, six singe on Maluato Buddha no the Pia Gono, the Risi, Mita, Wa, Pia Gono, the Risi, Gono Seva, Tabago, Tabajane, the Neko, Seva. Nilego, Seba, Nya the Nego, Riba, told the say, Alondia, Lala, Shawa, Kuroi, Chusure, Kuroi, Chona, Babido, Bungi, Badamola. Diana, Brida, Babu, Leve, Edudiaco, Risi, Meda, Wabi, so you Sure, Bogu, Leve, you chop. No, Bong, Nere Bogule, Bongji, Chana, Muere Bogule, Chana, Kauna, Villa window D, Seta window D, 6 inch, Kauna, Villa TV, Seta window D, 6 inch, 6 inch, so yeah. Nah. Naku Audibo Inama, Villa window D, Villa Singe Auni, Ninama, Seda window D, 6 inch of Piagono, Grise, Meta, Bois, Aura, Pomono the other time, and Arabic in the tea, Alondia Georgia, Narabi the tea, Nia Bubu D, no? Rurero, Budia, now by Yara Duanya, would be the Diajanida, Canali, Dome, Yana Pit. You are bound to Yana Pit, the lay, do Bija Yanyano, you are longer than about the Tainoma, Payago Nori, Risike, Kobla, Babilo. Yana Chidare, Diago Nori, Risika, a Jew below Yahoo, so Kavata, Eddie Payan letter, Rumodra, Payan letter, Sam, your Givian letter, a tea, Kavava, the day, Eddie the day may do a bear, Javawa, Malado, no? Eraja. Diana Brida Bamudo Bamu Aleve, Pomokia Diana Bidwaya, to Dine at Sabi of Yago, Grisi Mail, Sigli data like Yava, no? Say Nagala. By time of Boba, no? I wrote, we don't even a Bayava. Villa window D, Villa Senjevi, Seda window D, 6 Senjevi. Ime Milena Meni, Chenagate, Eri Toka Dili, Pomoa Paji there. Paji the Milena to the Kayenia, Chena Tada D, Chiri Daddy, Sedati, Netsendora, Diria, Naki Waka.
ဟိုဘက်မြစ်ချောင်းလေးဟိုဘက်ကမ်းရောက်မှသူကရေစားတာဒီကောင်တွေငါရေတောက်ချင်တယ်ကွာတော့ရေခတ်တန်းဟေးမနာကရေတွေနောက်ကြည့်လို့ပါဗျာမကောက်မအောင်ဖျားဟေးကောင်မင်းရေခတ်ပါဆိုဘာနောက်ကြည့်တယ်ပြောတရင်ဆိုတာသူကခတ်ဆိုခတ်ဟောဘယ်သူကအမိတ်ဘူးဒါနဲ့ဟိုလူကဖြစ်ချင်အောင်ဖြစ်သွားဆိုပြီးရေဘုံကြီးယူရဲပြီးတော့နောက်ကြည့်နေတဲ့ရေတွေအခတ်ပြီးတော့ပြဒါပါပဲဗျာရေဟေးဓမ္မယရဏယူခဲ့ဓမ္မယရဏဆိုတာတရင်အဲ့ဒီစကြော်လေးမင်းကြီးရဲ့ဓမ္မယရဏဒီလိုအကြီးကြီးဒီလိုထွေးတာကြီးနှစ်ခုသာလောက်သုံးခုသာလောက်အကြီးကြီးသူကအထောက်နေပါနေနေတာတွေးထားအလွန်တရာပဲဘိုးရှိတယ်နတ်ပြည်မြမပြည်ကြည့်ကျင်လဲအဲ့ဒီဓမ္မယရဏတွေကနေကြည့်လိုက်ရင်မှန်မြောင်းနဲ့ကြည့်လို့ပဲသူကမြင်ရအဲ့ဒီဓမ္မယရဏယူခဲ့ဟေးဆိုယူလာထက်ပါဒီဘုံနဲ့နောက်ကြည့်နေတဲ့ရေတွေထက်လိုက်ထက်လဲထက်လိုက်တော့ဗရမ ्या ရဏနဲ့ထိလဲထိလိုက်ပေါ့ရေနောက်တွေအကုန်လုံးအောက်အနေထိုင်နေပြီးကြီးစိတ်တော့အဲ့ဒီလိုဗရမ ्या ရဏရဲ့တတ္တိဟာရှိတယ်ရေနောက်တွေကိုကြီးစေတတ်တယ်အဲ့ဒီလိုပဲတကားကြီးဗုဒ္ဓနုတ္တိဖျားကုံတော်ဂရီစိတ်လိုက်ပြီးဆိုရဲဗရမ ्या ရဏကြီးဟောဒီနောက်ကြည့်နေတဲ့ဒီကိုယ်ရဲ့ထဲလိုက်တယ်လို့ပဲကြီးသွားတာတကားကြီးဟာကောင်းပါဖျားလို့ပြောတယ်နော်ဘုရားနာပရိသတ်ပေါ်မှုလေကဖျားကတော့ဂရီးစိတ်လိုက်ရင်စိတ်ကြီးနောက်နေတာကြည်လောက်ကြလားကြည်လောက်ပါဗျာအေးကြည်ပြီစိတ်တဝိတ္တုတိဆိုတာအဲ့ဒါကြောင့်ဖြစ်ပြီလို့ပြောတယ်နော်အေးစိတ်တဝိတ္တုတိရှင်နာဂတိဖြေဖို့မောဆုံးပါပြီနော်စိတ်တဝိတ္တုတိဖြစ်ပြီးတော့နောက်တတ္တရကပါတယ်ဒိဋ္ဌိဝိတ္တုတိအယူစင်ကြယ်စေရမယ်တဲ့။ဘာစင်ကြယ်ရမလဲ။ဒိဋ္ဌိဆိုတာအတ္တဒိဋ္ဌိအတ္တဆိုတာဘုံဘုံတို့ဗမာပြည်လည်းပဲတချို့ရှိတယ်။အနောက်နိုင်ငံအိန္ဒိယကပုံများတယ်။အတ္တဆိုရအသက်ကောင်လေးလက်ပြကောင်လေးဝိညာဉ်ကောင်လေးလို့ခေါ်ကြဘူးကအတ္တကောင်လေးဆိုတာဟောဒီခေါင်းထဲမှာတထွာလောက်ရှိတယ်ဘယ်လောက်ရှိတော့တထွာလောက်ရှိတဲ့အကောင်လေးခေါင်းထဲမှာသူကရှိတထွာလောက်တချို့ကျမ်းကအတ္တဆိုတဲ့အကောင်လေးကဒီတဲ့နှလုံးထဲမှာရှိတယ်နှလုံးသားအိမ်လူတယောက်မဲ့ဆိုတော့ဟောလေလက်သီးဆုပ်ကြည့်လိုက်ကိုယ်လက်သီးဆုပ်တော့ရှိတာကလေးငယ်လဲလက်သီးဆုပ်ငယ်တော့ဒီလောက်ပေါ့နော်အဲ့လောက်ဒီထဲမှာရင်ကြိုက်နှုတ်နှလုံးရဲ့ဂျားထဲမှာရှိတဲ့ဥစ္စာကိုနှလုံးလို့ခေါ်တယ်နော်ဟာချီလို့ခေါ်တယ်နော်အဲ့ဒီနှလုံးရဲ့အလဲကောင်းပဲအတ္တဆိုတဲ့အကောင်လေးတွေကောင်ဓမ္မိုက်တော့ရှိတယ်တဲ့သူတို့ယုံကြည်ချက်ပေါ့နော်တချို့ကျမ်းကတော့ဟောဒီလေเจ้าမယ်ဒီနားလေးစလုတ်ကလေးမြင်မှုတယ်မို့လားယောက်ျားတွေကပူကြီးရဲ့မိန်းကလေးတွေကစလုတ်သိမ့်မရှိဘူးနော်အဲ့ဒီစလုတ်ကလေးတွေနဲ့အတ္တဆိုတဲ့အကောင်လေးကလက်မတော့ကလေးရှိတယ်တဲ့အဲ့လိုသူကယုံကြည်တာမြတ်စွာဘုရားကအတ္တဆိုတဲ့အကောင်လေးမရှိဘူးအနတ္တနော်အနတ္တနာအတ္တအတ္တဆိုတဲ့အသက်ကောင်လိပ်ပြာကောင်လေးဒီနာမရှိအနတ္တအသက်ကောင်လိပ်ပြာကောင်ဝိညာဉ်ကောင်လေးတထွာလောက်လည်းမရှိဘူးတမိုက်တော့လည်းမရှိဘူးလက်မတော့လည်းမရှိဘူးအနတ္တဝါဒမြတ်စွာဘုရားတကယ်ဝါဒကဘာဝါဒတော့အေးအတ္တဆိုတာလေဒီကိုယ်ဟောတာပေါ့ကိုယ်ကတော့ရှိတာပေါ့နော်ဘာမရှိတာတော့အသက်ကောင်လေးလိပ်ပြာကောင်လေးဝိညာဉ်ကောင်လေးမရှိဘူးဗမာတွေလည်းဗမာလူမျိုးတွေတချို့ကထင်တယ်ဟောဒီကလေးမလေးကတိုက်ခဲရတာလားသူ့လိပ်ပြာလေးကိုဟောဒီခေါင်းထဲမှာသူကထားတာအဲ့ဒီလိပ်ပြာကောင်လေးကိုတချို့ကခေါင်းရှာရင်နှမ်းရှာရင်လည်းဆွဲနှုတ်လိုက်တာပါသွားလို့ပေးပြီးတယ်လိပ်ပြာကောင်လေးဆွဲနှုတ်လိုက်တယ်တကယ်ကဒီကောင်းတဲ့ကနေလိပ်ပြကောင်လေးရှိရလားရှိပါပါဗျာအေးသူတို့ထင်တာပေါ့ဗမာလူမျိုးတချို့လည်းအဲ့လိုထင်တယ်အဲ့လိုအတ္တကောင်လေးလိပ်ပြကောင်လေးမရှိဘူးဒီခန္ဓာကိုယ်ထဲမှာအမှန်ရှိတာကယုတ်တရားနံတရားနှစ်ပါးပဲရှိတယ်ဘာနဲ့ပါရှိတော့ဒီသူတို့အယူကယုတ်တရားနံတရားအတ္တတရားသုံးပါးရှိတယ်လို့သူတို့ကအဲ့လို
နိုင်ငံခြားတွေကနော်ခရိယာတွေကလည်းအဲ့လိုပဲမွတ်စလင်တွေကလည်းအဲ့လိုပဲဟိန္ဒူတွေကလည်းအဲ့လိုပဲအတ္တဆိုတဲ့အကောင်လေးတစ်ကောင်ရှိတယ်အဲ့ဒီအကောင်လေးကဘယ်တော့မှမသေးဘူးလူတယောက်သေးသွားတယ်ဆိုရင်လို့ဒီယုတ်ကြီးနန်ကြီးဒီဘက်ကအတက်ကရာသေးသွားတာအတ္တလေးကရွှေ့ပြီးတော့ဟိုဘက်အမိဝင်နဲ့ဝင်လိုက်တယ်သူကအဲ့လိုထင်တာနော်အဲ့လိုဟုတ်တာမဟုတ်ဘူးတကယ်ကတော့ဒီဘဝဘဝမှာရှိတဲ့ယုတ်တိနာနေချုပ်ပြက်သွားပြီးတော့နောက်ဘဝမှာအသက်ပြိတ္တိနေတာဘောပေါက်လားအတ္တဆိုတာမရှိဘူးဘာနဲ့ဘာသာရှိတော့ယုတ်တရားနဲ့နံတရားနှစ်ပါးနဲ့တာရှိတယ်သုံးပါးမဟုတ်ဘူးအဲ့လိုအတ္တလေးပြုတ်သွားတယ်ဆိုရင်ဒိဋ္ဌိဝိသုဒ္ဓိအယူစင်ကြယ်ပြီတဲ့ဒီပုဂ္ဂိုလ်နော်ဘုံဘုံတို့ကြီးမဲ့ပုံလေးတစ်ပုံပြောမယ်ဆရာတော်ကလည်းပုံကြီးပြောနေဖျားလို့မအောင်မိပါနဲ့နော်သဘောပေါက်အောင်မှတ်မိအောင်လို့လူတယောက်ကသူ့တငယ်ချင်းမေးတယ်တကယ်ချင်းမင်းယုံမြင်မှုလားကွာမြင်မှုလားပေါ့ကွာတို့စီယုံနေပေါ်လို့နော်ယုံကြည်ကဘယ်လောက်ရှိတော့ယုံကြည်ကခါလောက်ပြီးတထွာလောက်ရှိတော့ငေါလားလို့ဒီလိုလေးကားကားလေးရဲ့ဒီကမှတ်ထားတယ်ယုံကြည်ဆိုတော့တထွာလောက်ရှိတယ်မှတ်ထားနောက်တဲ့ဒလနှစ်လလောက်ရှိတဲ့အခါတကယ်ချင်းတယောက်နဲ့တွေ့ပြန်တကယ်ချင်းမင်းယုံမြင်မှုလားမြင်မှုကတို့စီပေါ်ယုံကြည်ကဘယ်လောက်ရှိရောယုံကြည်ကတော့ဒီလိုတမိုက်လောက်ကလေးပါကွာဟိုကောင်ကတော့တစ်ခါလောက်ပြောမင်းကတမိုက်လောက်လားအဲ့ဒီကောင်မသိလို့ပြောတာကွာငါမှသိတယ်ငါစကားတော့မှသူကအဲ့လိုပြောတယ်နော်နောက်တစ်ခါတယောက်တွေ့ပြန်တော့သူကပြောပြန်တော့ယုံကြည်ဘယ်လောက်ရှိယုံကြည်ကငယ်လေးရေကွာလက်မလောက်ကလေးဒီသားလေးမုစီလေးဟိုကောင်ကတစ်ခါလောက်ပြောဘုရားကောင်ကတမိုက်တော့ပြောမင်းကလက်မလောက်ကလေးပြောအမျိုးမျိုးဖြစ်နေတာအဲ့ဒီကောင်ကြီးမသိဘူးကွာငါစကားကမှတ်စမ်းပါသူကလည်းသူစကားကမှတ်ကြည့်ချင်တယ်အဲ့လိုပေါ့ဒိဋ္ဌိတွေကလည်းပဲတချို့ကအတ္တဆိုတဲ့အကောင်လေးကခေါင်းနဲ့ပဲတထွာလောက်ရှိတယ်တချို့ဒိဋ္ဌိတွေကအတ္တဆိုတဲ့အကောင်လေးကနှလုံးသွင်းထဲမှာတမိုက်လောက်ကြီးရှိတယ်တချို့ဒိဋ္ဌိတွေကအတ္တဆိုတဲ့အကောင်လေးကဟောဒီလေပင်စလုံးကျဲလက်မလောက်ကြီးရှိတယ်ဘုံဘုံကခွဲစိတ်ကုသတဲ့ဆရာဝန်ကျောင်းသားတွေဆရာဝန်ဆရာကြီးတွေမေးကြည့်ခေါင်းထဲမှာအတ္တဆိုတဲ့အကောင်လေးတွေ့ဘူးလားမရှိပါဘူးဗျာခေါင်းထဲမှာအုံနောက်ပဲရှိတာပါဟုတ်ကဲ့လားအတ္တဆိုတဲ့အကောင်လေးတစ်ကောင်တွေ့ဘူးလားနှလုံးခွဲစိတ်ကုသတဲ့ဆရာဝန်တွေဆေးကျောင်းသားတွေမေးမင်းတို့နှလုံးခွဲဘူးလားခွဲဘူးတယ်ဟာလို့တမိုက်လောက်ရှိတဲ့အတ္တကောင်လေးတွေ့ဘူးလားမရှိပါဘူးဗျာနှလုံးထဲမှာသွေးကန်းလေးကန်းပဲရှိတယ်နော်သွေးပြန်ကြောနှခမ်းသွေးကြောနှခမ်းလေးကမ်းပဲရှိတယ်သွေးတွေပဲရှိတာပဲနောက်လေကြောင်းခွဲစိတ်ကုသတဲ့ဆရာတွေဂျာတွေလည်းမေးကြည့်ဘူးလေမင်းတို့ဒီလေကြောင်းခွဲတော့ဒီသလုတ်ကလေးတွေနဲ့လက်မလောက်အတ္တကောင်တွေတွေ့ဘူးလားဆိုမရှိဘူးပြရတာအယုံလူတွေပဲတဲ့ဟုတ်လားတလူတွေ့ဘူးတော့မတွေ့ဘူးသာထောင်သွားအပြင်ရှိလို့လားမရှိလို့လားမရှိလို့သဘောပေါက်ပြီနော်အဲ့ဒီသဘောပေါက်လာတဲ့နဲ့ကြိုင်နဲ့ဒိဋ္ဌိပွားပြီတဲ့ဟုတ်လားအတ္တဆိုတဲ့အကောင်လေးရှိတယ်လို့ထင်နေတာနော်တဏှာလုံးထင်သူလည်းပဲကဘာမှရှိတဲ့ဘုရားဘာသာကနေနေရဲ့မွတ်စလင်တွေဟိန္ဒူတွေခရစ်ယာန်တွေဒါတွေများတာသူတို့တွေကြီးအတ္တကောင်လေးသူကဆိုးဘူးပေါ့နော်ဗမာဆိုးမဟုတ်ဘူးဘုရားဆိုးလက်အတ္တမရှိဘူးနော်မရှိဘူးဒီခန္ဓာကိုယ်နဲ့ယုံနဲ့နာနှစ်ပါးတည်းရှိတယ်အတ္တဆိုတဲ့အကောင်လေးပြီးကြမရှိဘူးခုနကတော့ယုံကြိုလိတ်ပွေးစွန်သွေးယုံမဲ့ဂျိုလေးတွေတစ်ထွာလောက်တမိုက်လောက်လက်မလောက်ဆိုတဲ့ဥစ္စာတွေတကယ်ရှိရလားမရှိပါဘူးမရှိဘဲနဲ့ထင်းနေကြပြောနေကြဟုတ်ကလားအဲ့လိုပဲတခြားဝါဒအယူဝါဒရှိတဲ့ပုဂ္ဂိုလ်တွေကအတ္တဆိုတဲ့အကောင်လေးမရှိဘဲနဲ့ရှိတယ်လို့ထင်နေတာအဲ့တော့အထင်ပြောက်ပြီနော်အထင်ပြောက်လက်တဲ့နဲ့တပြိုင်နဲ့ဒိဋ္ဌိဝိသုဒ္ဓိအယူစင်ကြယ်ပြီတဲ့အဲ့ဒီပုဂ္ဂိုလ်ကမဲ့ညာပူညာရနိုင်လောက်တဲ့တတိရှိသွားနော်
တစ်နာမှာသီလဝိတုဒ္ဓိသီလစင်ကြယ်နှစ်နာမှာစိတ်ဓာဝိတုဒ္ဓိစိတ်စင်ကြယ်စိတ်စင်ကြယ်အောင်ဘုရားကုံတော်ဂရိစိတ်မေတ္တာပွားသုံးနာမှာဒိဋ္ဌိဝိတုဒ္ဓိအယူစင်ကြယ်ပြီအယူစင်ကြယ်အောင်ဒီခန္ဓာကိုယ်ထဲမှာယုံနဲ့နာနှစ်ပါးပဲရှိတယ်ဟုတ်ကလားဘာမရှိတော့တတ္တဆိုတဲ့အကောင်လေးမရှိဘူးဘောပေါက်ပြီနော်လေးနာမပါတယ်တော့ကင်္ခာဝိတရဏဝိတုဒ္ဓိကင်္ခာဆိုတာယုံမာတန်တရားဝိတရဏဆိုတာလွန်မြောက်သွားပြီးတော့ဝိတုဒ္ဓိစင်ကြယ်တာယုံမာတန်တရားလွန်မြောက်ရမယ်တဲ့အများအပြားဒီဘုံဘုံတို့ဗုဒ္ဓဘာသာမှာကဘာကျန်တဲ့ဘာသာတွေကဒီကဘာလောကကြီးကိုဖန်ဆင်းရှင်ကတကူရှင်ကဖန်ဆင်းထားတာလို့အဲ့လိုယူဆဘယ်လိုယူဆလို့ဘုံဘုံတို့ဟိန္ဒူတွေဗြဟ္မဏတွေကြတော့ဟိုဘိရှနုလို့ခေါ်တယ်သူတို့ခေါ်ဗမာတွေကတော့ဗိတနိုးလို့ခေါ်ကြနော်ဘိရှနုကဖန်ဆင်းထားတာဒီကဘာကြီးကိုခရိယာနေကြတော့လည်း God ဆိုတဲ့ဘုရားသခင်ကြီးကဒီကဘာရှိကိုအကုန်ဖန်ဆင်းထားတယ်လူတွေရောသွေးတွေကြက်တွေငှက်တွေရောတစ်ပင်တော်တောင်ရင်းမြေတွေရောသူ God ကဖန်ဆင်းတယ်ဒီမွတ်စလင်တွေကြတော့လည်းသူတို့အလ္လာဟ်အရှင်မြတ်ကဖန်ဆင်းတာနော်အလ္လာဟ်အရှင်မြတ်ကဖန်ဆင်းတာမြတ်စွာဘုရားဘုံဘုံတို့ဘုရားကကြတော့ဖန်ဆင်းနိုင်တဲ့ပုဂ္ဂိုလ်လောကမရှိရလားမရှိဘဲနဲ့ဒီလူတွေဘာလို့ဖြစ်နေလို့ဘုရားလို့မေးတယ်ဆိုရင်ကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးကဖန်ဆင်းတာဘယ်သူကဖန်ဆင်းတာလဲကံစိတ်ဥဒုအာဟာရကံကဖန်ဆင်းတော့ဒီမျက်စိနားနှာခေါင်းရှားကိုယ်စိတ်တို့ဒါတွေကကံကဖန်ဆင်းတာနော်ဒီကလထိုင်ကြီးတွေဓာတ်ဘူးတွေဆိုရင်မျက်စိနားနှာခေါင်းရှားကိုယ်စိတ်တွေပါရလားသူတို့ကံမရှိဘူးသူကဥဒုဇာယုတ်တွေနော်ဒီလူတွေတတ္တဝါတွေကြတော့မျက်စိနားနှာခေါင်းရှားကိုယ်စိတ်အဲ့ဒါတွေကကံ့ကြောင့်ဖြစ်တဲ့ယုတ်တွေဖို့တကူရှင်ကဖန်ဆင်းလို့ဖြစ်တာမဟုတ်ဘူးဟုတ်ကဲ့မလားပြီးတော့ခုပြောနေတဲ့အတန်ဒီဖုံဖုံပြောနေတဲ့စကားတန်ဒီခုဒကာဒကမတွေကလိုက်ပြီးတော့သာဓုခေါ်တာတွေထောက်တာတရားထောက်တာတွေအဲ့ဒါတွေကစိတ်ကြောင့်ဖြစ်တဲ့အတန်ဒီဟုတ်ကဲ့မလားကံစိတ်ဥဒုကြောင့်ဆိုတော့ခုဆောင်းနှန်းဆိုအေးတယ်မဟုတ်လားဘုံဘုံတို့မန္တလေးဆိုကိုးအေးရတာတော့ချမ်းတုံးလို့လူတွေနော်ရေခဲတွေဟိုဘုရားဦးတို့ဘယ်လိုဆိုရေတွေနှင်းနေဖြစ်အဲ့ဒါဥဒုကြောင့်ဖြစ်တဲ့ယုံနော်ကံစေဥဒုအာဟာရစားလိုက်တဲ့အစာတွေကြောင့်လည်းပဲလူတွေအားတွေပါတွေရှိတယ်မဟုတ်လားအဲ့ဒါအကျဉ်းအားဖြင့်ဆိုရင်တော့ကံစေဥဒုအာဟာရအကြောင်းတရား၄ပါးကြောင့်ဖြစ်ပြနေတာတကူရှင်ကဖန်ဆင်းလို့ဖြစ်တာမဟုတ်ဘူးဘောပေါက်တယ်နော်နည်းနည်းအလတ်သားဆိုရင်တော့ပဋိစ္စသမုပ္ပါ12ပါးပဋိစ္စသမုပ္ပါအကြောင်းတရားဘယ်နှပါးတော့အဝိဇ္ဇာသင်္ခါရဝိညာဉ်နာယုအလယနာသတ္တဝေဒနာတဏှာဥပါဒံဘဝဇာတိသရမရဏ12ပါးအကြောင်းတရား12ပါးကြောင့်အကျိုးတရား12ပါးဖြစ်ပြနေတာဘောပေါက်တယ်နော်သူ့ရဲ့နည်းနည်းကြည်ကြဲချက်ရင်ပဋ္ဌာန်း24ပစ္စည်းကြောင့်ဟေတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယော24ခုရှိတယ်မလားရှိပါဗျာ24ခုသောပစ္စည်းတရားကြောင့်24ပါးသောပစ္စယုပ္ပံတရားတွေဖြစ်နေတာတကူရှင်ကဖန်ဆင်းလို့ဖြစ်တာမဟုတ်ဘူးဘောပေါက်တယ်နော်အဲ့ဒါလို့အကြောင်းကြောင့်အကျိုးဖြစ်တာတကူရှင်ကိုပယ်လိုက်တဲ့တပြိုင်နဲ့အဲ့ဒါကင်္ခာဝိကြရဏဝိတုဒ္ဓိဒွိသိကိစ္စလွန်မြောက်သွားပြီတဲ့ဟုတ်ကလားကင်္ခာဆိုတာဝိသိကိစ္စယုံမှားတန်တရားအမှားလို့နော်ဝိကြရဏဆိုတာလွန်မြောက်သွားတာလွန်မြောက်ဆိုတာဘုရုကိုပယ်လိုက်တာလို့ဆိုတကူရှင်ကိုပယ်လိုက်တာတကူရှင်ဖ
န်ဆင်းနိုင်တဲ့တကုရှင်မရှိဘူးနော်ဘုံဘုံတကားတော့ရန်ကုန်ကပဲဘုံဘုံသွားတယ်မန္တလေးယထာစီးသွားတကားကြီးတယောက်နဲ့တွေ့သူကတရားဟောဆရာကြီးဆိုတော့ကဲသူကလည်းဟောနေကြအတိုင်းဘုံဘုံကိုတရားဟောတယ်ဘုံဘုံကတရားနာဓမ္မပေါ့သူကတရားဟောတော့ဟောသူကြိုက်တယ်လို့ဟောပြီးဆိုဟောတယ်သူကသူတို့ဖျားကောင်းတဲ့အကြောင်းဒီလူတွေလည်းပဲမျိုးစုံဖြစ်အောင်သူတို့ဖျားကဖန်ဆင်းတာချမ်းသာအောင်လည်းဖန်ဆင်းတယ်ဆင်းအောင်လည်းဖန်ဆင်းတယ်ဘလောက်လူတွေတတ်လာပျောက်သေးဆိုအကုန်ပြောက်တော့ကောင်းတဲ့ဖျားရှိပါမလားဖျားအဲ့လိုဖန်ဆင်းနိုင်တဲ့ဖျားဘယ်ရှိမှတော့ဗျာဘယ်ရှိမှတော့ဒီကကြီးဟာတပည့်တို့ဖျားကအဲ့လိုတကူကြီးရဲ့ဖျားရှင်များတို့ဖျားအဲ့လိုကြီးရလားတဲ့သူမကြည့်ပါဘူးများလို့ပြုတို့ဖျားကဖန်ဆင်းတာမဟုတ်ဘူးလို့တပည့်တို့ဖျားအကုန်ဖန်ဆင်းတာတဲ့အဲ့တော့ဖန်ဆင်းနိုင်တဲ့တကူရှင်ဖျားကိုကိုယ်ွယ်တိုက်တာပေါ့တပည့်တို့ဖျားကမှတကယ်ကိုယ်ွယ်တိုက်တာရှင်များတို့ဖျားဗုဒ္ဓကိုယ်ွယ်တိုက်ဘူးပေါ့သူကဟောတာဘုံဘုံကလည်းဟောပါလေဆိုတော့နားတယ်မိပြီးတနာကြီးလောက်ဟောပြီးဆိုမှကဲခင်ဗျားဟောတာတနာကြီးလောက်ကြာပြီကြို့ဟောအောင်တယ်လို့ဆရာတော်ကသူပြောတယ်ကဲခင်ဗျားတို့ခင်ဗျားကတကိုးကြီးတယ်ဗျာအကုန်လုံးဖန်ဆင်းနိုင်တယ်ဆိုရင်ခင်ဗျားသိရုပ်မချောဘူးအသားလည်းနဲ့မဲတယ်ရုပ်ချောသည်အသားဖြူသည်ခင်ဗျားတို့ဖျားကူကဲတောင်းတာလိုက်ဆမ်းပါတကိုးနဲ့ကောင်းငင်ကနေပြီးတော့မောင်ဟာမင်းရုပ်ချောသည်အသားလည်းဖြူသည်ကဲပြုတ်ရှိတယ်ချိုးပြတာမှာရပါရပါသူမတတ်နိုင်တော့ဘူးနော်အဲ့ဒါကြောင့်ခင်ဗျားဖန်ဆင်းနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမရှိဘူးပြုတို့ဘုရားကဖန်ဆင်းတဲ့ဝါဒမဟုတ်ဘူးအကြောင်းကြောင့်အကျိုးဖြစ်တာဘာကြောင့်မဖြစ်တာလဲအကြောင်းကြောင့်အကျိုးဖြစ်တာအကြောင်းကောင်းကောင်းလုပ်ရင်အကျိုးကောင်းကောင်းရမယ်အကြောင်းမကောင်းလို့ရှိရင်အကျိုးမကောင်းဘူးအဲ့လိုအကြောင်းကြောင့်အကျိုးဖြစ်တယ်လို့သဘောပေါက်လာရင်အဲ့ဒါပစ္စယပရိက္ခဉာဏ်တဲ့အကြောင်းတရားကိုသိသိတဲ့ဉာဏ်နော်အဲ့ဒီအကြောင်းတရားသိသိလိုက်တဲ့တရားနဲ့ဘာပယ်လိုက်တော့ဆိုတော့တကူရှင်ကိုပယ်လိုက်ပြီဘာကိုပယ်လိုက်တော့တကူရှင်ကိုပယ်လိုက်တဲ့တရားနဲ့ဝိသိကိစ္စပျောက်ပြီတဲ့ဟုတ်လားအဲ့ဒီနဲ့သီလဝိတုဒ္ဓိဖြင့်သီလဘုရားသာသနာတော်ဆိုတာသီလနဲ့အခြေခံလိုက်တာနော်စိတ်ဓာဝိတုဒ္ဓိဖြင့်စိတ်နဲ့အခြေခံလိုက်တာအဲ့ဒါတမာတိစိတ်ဓာဝိတုဒ္ဓိဆိုတာစိတ်ဆိုတာကဒီပုဒ္ဒံတရားမို့လို့စိတ်အဘိဓမ္မာတရားကြတော့ဘာခေါ်တော့တမာတိလို့ခေါ်တယ်စိတ်ဓာဝိတုဒ္ဓိဖြင့်တမာတိရပြီဒိဋ္ဌိဝိတုဒ္ဓိနဲ့ကင်္ခာဝိသရဏဝိတုဒ္ဓိဒီနှစ်ပါးဖြင့်ပညာကိုပြောတာတဲ့ဟုတ်လားသီလသမာဓိပညာသိက္ခာသုံးပါးစုံပြီဟုတ်လားအဲ့လိုသိက္ခာသုံးပါးစုံလိုက်တဲ့တရားနဲ့ဝိတုဒ္ဓိမဲ့တဂရာကြီးကစာလေးတစ်ချောင်းရေးတယ်ဣမိနာဘာနာညာနေနာသမနာကတောဘုရားကာလနေလတ္တာတာသောလတ္တာပတိထောနိဒပတိကောသုလသောတာပန်နောနာမဟောတိဒီညာနှစ်ပါးနဲ့ပြည့်စုံပြီးနဲ့ပြည့်စုံလိုက်တဲ့တရားနဲ့ဝိနန္ဒနာမရူပပရိစ္ဆေဒညာနာယုတ်တာရှိတယ်သစ္စယပရိက္ခညာအကြောင်းကြောင့်အကျိုးဖြစ်တာဖန်ဆင်းလို့မဟုတ်ဘူးအဲ့ဒီညာဖြင့်နှစ်ပါးရလိုက်တဲ့တရားနဲ့ဒီပုဂ္ဂိုလ်ဟာဘုရားသာသနာတော်မှာလတ္တတတ်သောတက်တာရပြီတဲ့လတ္တပတိထော600တီယာရပြီသမုဒ္ဒရာပြင်ရည်ကြီးကူးနေတဲ့သန္တရာပြင်ရည်ကြီးကူးနေတဲ့ပုဂ္ဂိုလ်သမုဒ္ဒရာကြီးဆိုအ내ကြီးက600တီယာရပါလားအဲ့ဒီပုဂ္ဂိုလ်ကြတော့သန္တရာပြင်ရည်ကြီးကိုယ်ကနီးနေပြီက600တီယာခြေထောက်နဲ့မြေကြီးထောက်နေပြီတဲ့ဟုတ်လားလတ္တပတိထော600တီယာအရာဒီနိယတဂတိကောဂတိမြဲနေတဲ့
ဂတိမြဲပြီဆိုဒီကဆရာကြီးကဂတိမြဲပြီဆိုတာလူဘုံနတ်ကိုမြမကိုကောင်းတဲ့ဘုံနဲ့ဒီပုဂ္ဂိုလ်လာတော့တယ်တဲ့အပေတကားပိတ်ပြီးတယ်ပယ်မကြတော့ဘူးနော်အပေတကားပိတ်ပြီးသုလသောတာပန်သောနာမသောတာပန်အငယ်သားပုဂ္ဂိုလ်ပြီးပြီးသောတာပန်အငယ်သားနဲ့သောတာပန်နဲ့စည်ရင်ဝင်သွားပြီတဲ့ဟုတ်လားအေးသောတာပန်အပေတကားပိတ်ပါပြီဘုံဘုံတရားဆုံးပါပြီနော်အဲ့တော့တရားကြီးတယောက်ကဘုံဘုံမေးတယ်ရှင်မြတ်လူရင်းလာကြီးလာကြည်ဟာရှင်မြတ်ဟောတာတဏှာကြီးတာရာလေးနဲ့အပေတကားပိတ်တယ်ဆိုဟုတ်ပါလားဒီလိုဘုံဘုံကိုစောရနာဝေဘူးလေနော်အဲ့တော့ဘုံဘုံကလည်းပဲရှင်နာဂတိယဟနာလို့ပုံလေးနဲ့ပြောပြပါတယ်ဒါကြီးဟာကျုပ်ခဏပုံပြောမယ်ဗျာပြောပါလေအဲ့ဒါသူကခင်ဗျာမိုးပြန်ပေါ်လို့မြင်မှုလားမြင်မှုပါများအခမ်းအနားတွေပါတယ်ဆိုမိုးပြန်ပေါ်လို့40 50အကျော်ကြီးပွဲဆွတ်လိုက်ဘယ်သွားတော့မိုးပြန်တက်သွားအေးမိုးပြန်ပေါ်လို့မြေရှို့သွားတယ်လို့မြင်မှုရတာရေကံပေါ်ရေအိုင်ပေါ်မြစ်ပေါ်ချောင်းပေါ်ဟောလို့မိုးပြန်ပေါ်လို့ပြစ်လိုက်ဘယ်သွားမှာမိုးပဲပြန်တာပဲရေထဲငုတ်သွားတယ်လို့မရှိဘူးအဲ့ဒါဘာလို့တုံးဆိုတော့ဒီမိုးပြန်ပေါ်လို့လုပ်တဲ့လူတွေကဟိုလိုစီပိုင်းကြီးလို့အိုးကြီးတယ်နဲ့nitric acid ဆိုတာရန်ငရဲမီးနဲ့ပြီးတော့အလူမီနီယမ်ခေါ်တဲ့ဓာတ်သတ္တုထည့်ရောထလိုက်ရှောင်းဆိုဟိုက်ဒရိုဂျင်ဓာတ်ငွေတွေထွက်တယ်အဲ့ဒီဓာတ်ငွေကလေးတယ်ပေါ်လို့မို့လို့ဒီဓာတ်ငွေဟိုပလက်စတစ်ဘောလုံးလေးထည့်ထားလိုက်ရင်ဒီကလေးတယ်ပေါ်တော့အထက်တက်သွားတယ်ပေါ့ဘောပေါက်တယ်နော်မှန်ပါဗျာတကူရှင်တရားလောက်ကဖန်ဆင်းလို့သူအထက်တက်သွားတာလားမှန်ပါဗျာအဲ့ဒါကြောင့်မို့အဲ့ဒီထဲမှာပါတဲ့ဟိုက်ဒရိုဂျင်ဓာတ်ငွေကလေးတယ်ပေါ်လို့ဟုတ်ကဲ့လေးတယ်ပေါ်တော့အဲ့ဒီပေါ်တဲ့ဓာတ်ဘူကောင်းလေးကိုဟိုရေအောက်ထဲငုတ်ပြီးဂုံလို့ဘူကောင်းလေးပါယူသွားဟိုအောက်ကြမှာထွတ်လိုက်လည်းပဲသူကရေပေါ်ပေါ်လာတာပဲရေပေါ်ပေါ်ပြီးတော့အပေါ်လုံးနေမနေဘူးကောင်းငင်ပဲပြန်တက်တော့အဲ့ဒီလူပေါ်တကားကြီးဟာဒီခန္ဓာကိုယ်ရဲ့ကိုသီလဝိတုဒ္ဓိစိတ်ဓာဝိတုဒ္ဓိဒိဋ္ဌိဝိတုဒ္ဓိကင်္ခာဝိသရဏဝိတုဒ္ဓိဝိတုဒ္ဓိလေးပါဟိုက်ဒရိုဂျင်ဓာတ်က၄ခုထည့်ထားတာလို့လက်ခုထည့်တော့ဒီပုဂ္ဂိုလ်သိရင်ဘယ်ရောက်လို့အထက်ပဲနတ်ပြည်မြမပြည်ပဲရောက်မှာအောက်မရှိဘူးဗျာဘောပေါက်ပါဗျာသူပြိတ္တတွေဘောပေါက်တော့ကလားဒီဘုံဘုံကလုံကြံဟောနေတာမဟုတ်ဘူးနော်စာနဲ့လည်းအညီနော်စာနဲ့အဲ့ဒါဝိတုဒ္ဓိနဲ့တခါတိုင်းဝိတုဒ္ဓိ9ပါးကျင့်သင်တရားတဲ့နဲ့ရှေ့၄ပါးဟောတော့နော်ရှေ့၄ပါးနောက်3ပါးကတော့မဟာသောတာပန်ဖြစ်တယ်မဟာသောတာပန်ကိုတော့အပေတကားပိတ်ပြီးရနိဗ္ဗာန်တကားဝင်လို့တည့်ရဟောမှဖြစ်မှာဗျာအဲ့တော့နောက်တစ်နှစ်ပြင်သေးတော့ဘောနော်ဆရာတော်ကသူ့ပဲဆွဲသွားတယ်လို့မအောင်ဘူးပါဗျာဟုတ်လားသူ့တကားဒီအပေတကားပိတ်လို့လေးတွေမဟုတ်ဘူးနိဗ္ဗာန်တကားပါဖွင့်ပြီးလို့ယူရတာဟုတ်နော်အေးအဲ့ဒါကြောင့်နိဗ္ဗာန်တကားဘုံကနောက်တစ်ချိန်ပေါ်လို့နော်အေးကဲတရားသိညာသူဒီလိုလင်ဝိတုဒ္ဓိမဲ့အတ္တရာလာတဲ့သီလဝိတုဒ္ဓိသီလစင်ကြယ်ခြင်းစိတ်ဓာဝိတုဒ္ဓိစိတ်စင်ကြယ်ခြင်းဒိဋ္ဌိဝိတုဒ္ဓိအယူစင်ကြယ်ခြင်းကင်္ခာဝိတရဏဝိတုဒ္ဓိယုံမှန်တန်တရားလွန်မြောက်ခြင်းဝိတုဒ္ဓိ၄ပါးကျင့်စဉ်တရားတို့ကိုကြိုးစားပြီးတော့ကျင့်နိုင်ကြပါစေဝိတုဒ္ဓိ၄ပါးကျင့်စဉ်တရားကျင့်လည်းဖြင့်သုလသောတာပန်ဖြစ်၍မကြမတင်နိဗ္ဗာန်တကားပွင့်တရားနာပြီးတော့နိဗ္ဗာန်တကားဖွင့်မဟာသောတာပန်ဖြစ်ကြပါသည်မဟာသောတာပန်ဖြစ်ပြီးတဲ့နောက်သဂရဂံအနာဂံဉာဏအစဉ်စဉ်ဖြစ်၍အရဟတကိုဘနိဗ္ဗာန်ကိုမြတ်မောပြုနိုင်ကြပါစေနိဗ္ဗာန်ကိုအရဟတကိုဘမြတ်မောပြုတဲ့ဖြင့်ဉာဏပုဂ္ဂိုလ်ဤသုတိအချာမေနာမိတိဘုံမိတိဘောဂတိယောနိသတ္တဝါဒရုံဟာမတပန်ထမ၍မဖြစ်ရခြင်းဆိုတဲ့အနုပါဒနိရောဓ
အနုပါဒာပရိနိဗ္ဗာန်ကိုသည်စံနိုင်ကြပါသည်အနုပါဒာပရိနိဗ္ဗာန်ကိုသည်စံညာရသည်ဖြင့်ကမ္မဝေကိလေသာဝေဝိပါကဝေဒီဟုသောဝိဒုက္ခခတ္တိသံနရမိတော်မိဘုံကြီးအပြေတိုင်းငြိမ်ရပါစေကုန်သတည်း